ကဲမင်္ဂလာပါခုကတော့group 3မှာရှိတဲ့ view တွေကိုဆက်လက်ပြောပြမှာဖြစ်ပါတယ်ဒီ view လေးပါဒီ view လေးရေးပုံရေးနည်းကဒီခိုင်းတိုင်းပဲအလုံးလေးတွေကနေတာရေးမယ်ကာကြီးပုံတက်ပြီးရင်စဉ် white ချအပြောင်းတက်သွားမယ် level လိုက်ရှိပါမယ်အတန်ထွက်ကခေါ်ရခံအရှိကကျွန်တော်တို့ဒီ group 3ပဲဖြစ်နေတဲ့အတွက် mid တုံးနဲ့ထွက်ပါပဲเนาะခေါ်ရခံဒီပဲကြည့်မယ်ဆိုရင်ခေါင်းလောင်းဖြစ်ပါတယ်ခေါင်းလောင်းပုံလေးနဲ့ပါခေါ်ရခံနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဒီဟာလေးဒီကြီးလေးပါအဝိုင်းလေးစာရေးမယ်ညာတိုင်းသွားပြီးပါနော်လူကတော့ right hand တော့မှာအဓိပ္ပာယ်ကတော့ကြွက်ပါလူကြွက်ပါနော်လူကြွက်ပါနောက်တစ်လုံးကြည့်ရအောင်ဒီဆန်လေးအားစာရေးတယ်ကောကင်လိုမျိုးဆက်တက်သွားတယ် white ချလိုက်တယ်ခုနနော်လူလေးအနောက်ဆောင်လေးလိုရေးလိုက်တယ်နော်နေအမြန်ပြောနော်နင်းလို့ကြားတဲ့ပုံစံမျိုးရှိပါတယ်အဓိပ္ပာယ်ကတော့ကိုရင်ဖြစ်ပါတယ်ကိုရင်ပါနောက်တစ်ခုနော်နင်းနဲ့ဆင်တယ်အစအတူတူပဲနော်နင်းကအနောက်ကနေ white တာဒီအလုံးကအရှေ့ကနေ white တယ်မော်မာဟိုက်တော့ပါမာကဒီမှာအဓိပ္ပာယ်ကတော့ညင်းဖြစ်ပါတယ်ရုတ်တရက်ကြည့်ရင်မြန်မာလကြီးလေးလို့ဆင်ပါတယ်မြန်မာလကြီးကတော့ဒီလောက်မှရက်တယ်သူကတော့ဘောပြန်တက်ပေးရပါတယ်တန်ထွက်လေးကတော့ယော်ရက်အဓိပ္ပာယ်ကတော့ blue ဖြစ်ပါတယ်နောက်တစ်လုံးကြည့်ရအောင်ဆန်လေးတကယ်တော့ထောက်ထုံပုံစံလေးဆွဲတယ်ဒီအတူတူပဲထောက်ထုံနဲ့ပြီးတော့မှပေါ်ပိုင်းမှာအနောက်ကပုံစံလေးသွားတယ်ပြီးရင်အောက်နံပါတ်9လိုလေးဆွဲလိုက်တယ်အတန်ထွက်ကယောရင်အမျိုးသမီးတွေကိုပြောတာပါဖူးရင်ဖူးချရဲ့ရင်ဖြစ်ပါတယ်နောက်တစ်လုံးကြည့်ရအောင်အောက်ကနေဆွဲပြဖြောင်းတက်မယ်ဒီတိုင်းမြားတိုင်းလေးသွားပြီးတော့ရေးပေးရပါတယ်ဒီမှာကျတော့အင်္ဂလိပ်လိုရေးပေးတယ်အနောက်ကဟာကို star ပြထားတယ်ဆိုတာကရေးထားတဲ့အတိုင်းအတန်ပုံမှန်ထွက်လို့မရလို့ဖြစ်ပါတယ်ရောအမယူအားလို့မထွက်ပါတယ်เนาะမြန်မာတိုင်းရေးလိုက်ရနှခမ်းကိုမစုပဲပြုံးတဲ့ပုံစံမျိုးကျဲပြီးတော့ဆိုထွက်ကြည့်ပါเนาะအဲ့ချိန်မှာတစ်ချက်သတိထားမယ်အဲ့နှခမ်းကိုလုံးဝမစုမိပါစေနဲ့ရူအားဆိုရင်အတိတ်ပဲပြောင်းသွားလိမ့်မယ်နှခမ်းကိုပြုံးတဲ့ပုံစံမျိုးနဲ့အဓိပ္ပာယ်ကတော့ပုံမြင်တော့သိပါမှာเนาะလှေပါเนาะလှေဒီအစံလေးအစဆွဲတယ်ဒီလိုပုံစံလေးเนาะညာတိုင်းဆွဲကြည့်ပါလော်လင်းမြတ်ပါเนาะမြတ်နောက်တစ်လုံးကြည့်ရအောင်ဒါကတော့ဖောနဲ့ဆင်ပါတယ် group 3တွေကဖောပဲလေเนาะဒါပေမဲ့အပေါ်ကနေ white လေးထည့်လိုက်ပါတယ်လော်ကျူလာ
လောကျူလာလောကျူလာဒီပြရောစုံမှာဘလို့စုံလဲဆိုရင်တော့ကစားတရားစုံလွတ်တဲ့စုံမှာသက်ရှိသက်တော်ဝါဖြစ်တဲ့စုံညမဟုတ်ပါဘူးနောက်တစ်လုံးကြည့်ရအောင်အောက်ကနေစာရေးအပေါ်ကိုတက်သွားပြီဟုတ်ပြီကြည့်မယ်ဆိုရင်ဒီမှာရုပ်တရက်ပုံကတော့မပေါ်တော့တယ်ဒါပေမဲ့ဘာမှလည်းမသိဘူးတော့မှစိန်လို့ထင်ရတယ်ဒါပေမဲ့အဓိပ္ပာယ်လေးမကြည့်ခင်ဒီရဲ့အတန်ထွက်လေးကိုလိုက်ဆိုကြည့်ရအောင်နောက်ထောင်ကြည့်ရအောင်ဝေါ်ဝန်အဓိပ္ပာယ်ကတော့လက်စွပ်ပါအဓိပ္ပာယ်ကတော့လက်စွပ်ဖြစ်ပါတယ်စိန်မဟုတ်ပါဘူးเนาะလက်စွပ်ဝေါ်ဝန်ခုကြည့်ရအောင်ဒါလေးကကျတော့ကကြီးကိုမာရပင်ပုံစံလေးပြီးရင်အမီးလေးထပ်ထွက်လိုက်တယ်အဓိပ္ပာယ်ထွက်လာပြီတန်ကြိုးတဲ့ကဲတန်ကြိုးချင်းကြိုးပြောချင်တာပေါ့နော်အဓိကချင်းကြိုးအတန်ထွက်လေးကစောဖြစ်ပါတယ်တန်ကြိုးเนาะကဲနောက်တစ်လုံးကြည့်ရအောင်နောက်တစ်လုံးကတော့ဒါအောအာနဲ့ဆင်တယ်အောအာဒီလောက်မှရက်သွားတယ်သူကခွေပြီးတော့ပြန်အမီးထပ်ထွက်တယ်ဟောနို့ဟူဟောနို့ဟူဟောနို့ဟူအမြန်ဖက်တော့ဟောနို့ဟူလို့ထွက်ပါတယ်ဟောနို့ဟူလို့ထွက်ပါတယ်အဓိပ္ပာယ်ကတော့ Z ကွက်ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ Z ကွက်ဖြစ်ပါတယ်ရတော့အဲ့ဒါဆိုလို့ရှိရင် group 3တွေမှာရှိတဲ့ဒီအကုန်လုံးပြီးသွားပါပြီကျေးဇူးတင်ပါတယ်